ချင်းရတယ်အခုတကယ်ကောင်းတကယ်ပေါ့တာအခုဝဲလက်ချက်ကြီးတော့မှကျွန်တော်အမောက်ကိုကျွန်တော်တပည့်ခံနေတာဝဲလက်ချက်ကြီးသူတချင်းကိုထုတ်လိုက်တဲ့ line ပေါ်မှာကျွန်တော်တွေ့သွားတယ်ဟာကိုလုံးဝဒါကြီးကြော်ကြတာတော်ကောင်းတာအမောက်တို့ကူးကူးတွေအားပေးလာတာဘာဆိုခိုင်းလဲသူကိုလမ်းမွေးအခုတော့ဗဇက်ရသူတွေတခုဖြစ်ခဲ့ပြီဆိုတော့ဗီလာကြောင်းလေးဆွေးနွေးနေတာပါဟုတ်ဟုတ်ဒီနဲ့အဲ့လေဆိုပြီးတော့ဒီအောင်ဖြစ်ပါတယ်အဲ့ကိုလမ်းမွေးတော့မမြင်ဘူးသူတို့ကျွန်တော်ပြောတဲ့ဒီကာလာလေးကိုဆွေးနွေးလာမယ်ဖြစ်ပါတယ်ပေါ်လေးသူကဖီးရှိမှာကိုနိုင်မင်းတော့ဖြစ်ပါတယ်အဲ့လေအဲ့ချိန်မှာကျွန်တော်အဲ့ဘာတပုတ်ဆိုခိုင်းလဲကိုတော့ကိုနင်းရအောင်မြင်ခဲ့တယ်အညာမိတဲ့အညာသားလေးဆိုတချင်းဆိုအခုကျွန်တော်တို့ကတော့ဒီဟိုအင်္ဂလိပ်ပြည်တယ်လက်လမ်းမှာအဲ့တော့လူမင်းတို့ဖေဘရုလည်းညားတော့မညာသေးဘူးဒီကအဲ့တော့ဟောရှိဝိနာယေနာကိုဝိနာယောဝါဒုသာတေယမောဟမောဟယေမောလျာယောယောယကောသံယရှောင်းမနေယောအချင်းစိုးရဘုံဆိုင်တစ်ချိန်မှမထိုးရယတရားပြေမှာအေယမမေမောရမရှိပါဘူးကွာအေယဆုံးမစရာရှိလို့လေကွာဒီပြေပြောင်းလေဒီပြေဒီခါရီဘာရှိမို့ဘုရားကျေနာလေးဒီမှာလည်းသူပြောင်းနေလေဝိကျွေးရှိနေဒီဝါစီရောဘုံစေ